ရောက်တဲ့နေရာတိုင်းမှာကောင်းကြီးခံစားနေကြတဲ့တိတိမဇုံမီတွေ ZRA တွေအားလုံးကိုနော်ကျွန်တော်ဆူတောင်းမယ်နော်အခုနမှာကျွန်တော်ဆူတောင်းမယ် ဘုံဆောင်မှာကျွန်တော်တို့နှစ်ဖွဲ့ရှိတယ် BDA နဲ့ကျွန်တော်တို့စင်တယ် ဘာလုံးမပါဘူးလား ဘယ်လိုမပေါ့ မပါဘူးပေါ့ငါဆိုလူကြီးရเป็นไหนရောက်လောက်ရှိမလဲ 40ကျော် 20ကျော် Hello, leitung bupia om zomi ako makhen pe hilai mun panina athakina ang mo ki ngai tu ni ke to e thop di video a hile pen ZALL CNF CNT ki kamna ZALL lam panina ami mat te mo a interview na video le falam lam te hiam mo the khangina bang jira call pau to ge nai chamo ina ZALL te pen pasien in thu pa piak nya thi athunget manuna galama ahari cidan khadena mo pasien ni nong hili cidan khadena amai lasyang tho khong ong manina athugen na call pau to hi na ZALL lan zong to mo man ZALL lan sil nge dina athugen na ngai khom di hiang chi ilai mun panena ong zon no mi ngai ina amasai na a call pau anung lama ko ini na e girls kido na sunga agal matu mate interview athudot na mo ZALL te lam panina athudot na video masane tak changina ZALL te thupa pasien thupa pe hi chidani na call pau to again na hi na okay video en pa ni le ပေါ်ဆုံးကိုတယောက်ထဲပဲထုတ်ပြီးတာလားတခြားလူတွေရောထုတ်ပြီးတယ်ရှိသေးလားတနတ်တွေပါတွေရော တနတ်တရားမှာအထပ်ပြီးစမ်း ယူထားပြီးရောကိုတနတ်ဘယ်တနတ်တွေလဲမျိုးစား KA ကဲဂျာတီယာဘယ်ယာတီလဲခမ်ပတ် CNF လား CNF နဲ့ CNF တူပဲမလား တူပဲ ဘယ်နှဖွဲ့ရှိတာလဲတွင်းကြောင်မှာ ဘုံဆောင်မှာကျွန်တော်တို့နှစ်ဖွဲ့ရှိတယ် BDA နဲ့ကျွန်တော်တို့စင်တယ် ဘာလုံးမပါဘူးလား ဘယ်လိုမပေါ့ မပါဘူးပေါ့ငါဆိုလူကြီးရเป็นไหนရောက်လောက်ရှိမလဲ 40ကျော် 20ကျော်အပေါ်ဆုံးထပ်မှာရောဘယ်ရောက်လောက်ရှိတာလဲ ပို့ဆုံးမှာ15ရောက်လို့ရှိတယ် 15ရောက်လောက်အောက်မှာရော အောက်မှာတဝက်ပင်ဟိုးပဲရွာထိပ်မှာ PDA လည်းရှိတယ် တွေးထောင်ရောဖဲမှာပေါ့ ဟုတ်ဒီထางမရောက်ဘူး ဒါဆိုအကိုတို့ဘယ်သူကဟိုမှာကွန်မန့်ပြီးတာလဲ ကိုမန်ပေးတာရုံဘွိုနိုပဲ ဘုံဘိုင်နော် ဟိုနာမည်တော့မသိဘူး သူရတီရောပဲဘယ်ရတီလည်းမသိ သူကကပ်ပလတ် ကမ်ပလက်ဒါဆိုကိုတို့ဖွဲ့ပါလေဟိုထုတ်ပြီးတာဘယ်နှရောက်လောက်ရှိမလဲကိုတို့ ပြီးတာတော့တားများနေတယ် ဘာဖြစ်လို့ထုတ်ပြီးကြတာလဲသူတို့က မနေချင်ကြတော့မတချို့တူတွေကလည်းငင်းငွေလို့ထွက်ပြေးသူတွေရှိတယ် အော် အဲ့မျိုး အရန်လည်းဖြစ်ကြတယ်ဆိုမှလာတာ ဟုတ်တယ် အော် လူကြီးတွေနဲ့တသားတွေနဲ့ဖြစ်ကြ ဟွာဒီတူရှောင်းတီးလားတူရှောင်း မရောက်ဘူး တူရှောင်းမရောက်ဘူးလားဩမကြတိဘူးလီနှစ်ပတ်သုံးပတ်လောက်ပဲရှိမှဒီတူရှောင်းအတိုက်ပွဲတော့ကပါလား မပါဘူး မပါဘူးလား ဟုတ် အဲ့ဒီတိုက်ပွဲတော့ ဌာနချုပ်ကနေလာတာမချသေးဘူးနှစ်ပတ်ကျော် အော်နှစ်ပတ်ကြော်ပဲရှိတာလားထပ်ပြီးတာရခမန်းချင်းဘယ်ရောက်လောက်ရှိမလဲ ဒီနှစ်ထဲမနှစ်နဲ့ဒီနှစ်ထဲမှာအယောက်90တော့ကျော်ပြီ တူရောင်ဂျွတ်ထဲကနေပဲလား ဟုတ်တယ် သူတို့ကတနတ်နဲ့ဘာတွေနဲ့ထပ်ပြီးကြတာပေါ့ ဟုတ် အခုဆိုရင်လေထပ်ပြီးတယ်ဆိုတော့လေ နော် ဘယ်ဦးတော့မလို့ထပ်ပြီးတာလဲ အိန္ဒိယကျွန်တော်အမေစင် ကျွန်တော်အမေရှိမှာအမေကဘယ်အိန္ဒိယမှာရှိတာလဲအိုင်ဇောလ်မှာလား จำไพซอตาง จำไพ่မှာလားဒါဆိုဒီစမိုးထနာကြပြီလား မကြသေးဘူး ဘယ်နှစ်လောက်ရှိပြီ ရှစ်လလောက်ပဲရှိသေးတယ် ရှိလာလောက်ပဲအော်ဘယ်မှာထိုင်နေစင်းတာလဲဘယ်မှာထိုင်နေပြီးတာလဲသူတို့ ဌာနချုပ် ဌာနချုပ်ကဘယ်ဟာ 3လပြီး 3လဘယ်ဘက်လဲဌာနချုပ်က โอ้ มาตุปีเป็นล่ะ พักก่อนไม่ยาก ဟုတ်
ရီနယ်လီနီလာ မနေဘူး မနေဘူးလားလာဆူအခုဘယ်နေရာတွေမှာကိုထပ်ပြီးတော့ဘယ်နေရာကြပြီလဲ ဒီနေ့လည်းစံတော့တရက်ပဲရှိသေးတယ် တရက်ပဲရှိသေးတယ်ဩ မနေ့ညကနေထုတ်ပြီးတော့ ဘယ်နေရာတွေမှာသူတို့ကိုတို့ဒူတီပေါ့စ်လောက်တာလဲ၃យ៉ាង တုံးဆောင်မှာကဟိုတိုးတောင်ပေါ်မှာအဖွဲရွာထဲမှာတဖွဲ အဲ့ဒီနေရာပဲလားနောက်တော့အကွာတနတ်နဲ့ထပ်ပြီးတယ်ဆိုတော့လေတနတ်ဘယ်မှာထားမလို့ထပ်ပြီးတာလဲတထူလူကတနတ်မပါဘဲနဲ့ထပ်ပြီးတယ်ဆိုတော့ရောင်းမလို့ ဟု လား တ်တယ်ရောင်းပြီးမှအလားအဲ့ဒီလမ်းစိတ်နဲ့တွားမလို့ ဒါဆိုရင်တော်တီးတာပေါ့တချို့လူတွေရှင်လေ ဟုတ် တနတ်မပါဘဲနဲ့ထပ်ပြီးတာဆိုတော့လေအခုတော့ဟိုကျွန်တော်တို့ဖွဲ့ဖမ်းတော့လေဘယ်ဘာတွေပြောသေးလဲရိုက်လား မရိုက်ဘူးဗျ ဘာမှမလုပ်ဘူးလား ဟုတ် တော်သေးတာအခုတော့ဒီဘက်မှာထွက်ပြေးတာနော်ဒီဘက်မှာကျွန်တော်တို့အဖွဲရှိမှမသိဘူးလားဒီ မ ဘက် တီးဘူးကျွန်တော်ကောင်းလေးနည်းနည်းနာတယ်လို့နည်းနည်းချောင်း ကောင်းလား အချစ်ပါ အလိုဟဲနာစပြတ်တာလေ ကြီးရောစားလား ဟုတ်ကြီးစားတယ်ဗျ ရေးစားတယ်ဒီထုတ်ဘူးကြီး ဟုတ်ကြပြီဗျ ဘာမှမပူနဲ့နော်ဘာမှမလုပ်ဘူးကိုတို့အကူတို့ဖွဲ့လို့ကျွန်တော်တို့ကမရက်ဆက်ဘူးနော် ဟုတ် ဘာမှမလုပ်ဘူးဒီစီးပဲနေလားကိုပိုင်နံပါတ်ရရှိလား ဒီတုံးစစ်တင်ငါ တုံးရှိတင်ငါဒါဆိုရင်တုံးရံပဲမှာရောတွားဖူးလား မတော်ဘူးခုပထမတစ်ခေါက်ပဲလာစီတမ်း ဒါဆိုရင်တုံးရံပဲအချင်းရတော့မတီးဘူးပေါ့ ဟုတ် ဘယ်အနေလာတာလဲကိုတို့လာတော့က ဌာနချုပ်ဘက်ကနေလာတာပဲညမှာလာတာဆိုတော့မသိဘူး ဟောလိုက်တွေးပဲလားလိုက်တွေးပဲအနေလာတာလားမဟုတ်ဘူးဆိုတော့တီဒီမ်ပဲအနေလာတာလား လိုက်တွေးဘက်ကနေလာတာတင်တယ်ဒီဘက်ကနေလို့မလာ ဇိုလန်ရောမရှိဘူးနော်ဘယ်မှာတီလာဇိုလန် PDF ဇိုလန် မတွေ့ဘူးဘယ်ငိုရီလို့ရှိတယ် ဟောငေါ်လား ဟုတ် ဘယ်မှာကိတ်လောက်တာလဲသူတို့က သူကဝေးတယ်နော်သူတို့ရွာနေတောင်ဝေးတယ်ဒါကြီးပါကြီးဆိုင်ကြီးတော့ ဟုတ်အဲ့ဒါပဲမို့ အခုကျွန်တော်တို့ပြောရမယ့်အရာကကျွန်တော်ညတိုင်းလို့ဖရာသခင်ရှိမှဆုတောင်းတဲ့ခါမှာကျွန်တော်တို့ရဲ့ချင်းပြည်နယ်လွတ်မြောက်ဖို့ကျွန်တော်တို့ရဲ့ချင်းလူမျိုးတွေအားလုံးထဲမှာဖရာကကောင်းကြီးပေးတဲ့သူတို့ရဲ့ဆုတောင်းတန်နားညောင်းတဲ့လူမျိုးရှိပါတယ်ဒီလူတွေအတွက်ဖရာသခင်ကကျွန်တော်ရဲ့တက်တာထဲမှာနှုတ်ကပတ်တော်ပေးတာရှိပါတယ်ဒါကတော့ခမရတို့ကျွန်တော်တို့ခမရတို့လက်ခံမခံလက်ခံချင်းခံမခံချင်းနေအဲ့ဒါတော့ခမရတို့အပိုင်းပဲဒါတော့ကျွန်တော်တို့ဖရာသခင်ကနိုးစော်တဲ့အရာပြောခိုင်းတဲ့အရာကိုပြောဖို့ကငါတို့ရဲ့တာဝန်เนาะအမှန်တရားကိုပြောဖို့ကငါတို့တာဝန်ပဲဆိုတော့ခဏလေးစောက်ပေးပါဦးเนาะခဏလေးစောက်ပေးပါဦးတို့ချင်းလို့လည်းပြောမှာဖြစ်တယ်ဗမာလို့လည်းပြောမှာဖြစ်တယ်เนาะဆိုတော့အဲ့ဒီအခုဖယားသခင်ကဘယ်လောက်ထိတောင်မှအလုတ်လုတ်လဲเนาะဖယားသခင်ကဘယ်လောက်ထိတောင်မှလူတွေကိုသူ့ပေါ်မှာဆူတောင်းတဲ့လူတွေဖယားကိုအားကိုးတဲ့လူတွေကိုဘယ်လောက်ထိဖယားသခင်ကသူတို့နဲ့အတူပါရှိလဲဆိုတာတကယ်အရေးကြီးတယ်ဘာညာလာမလုံးနဲ့လောကစစ်ကြောဝလာတစ်ခုလုံးကိုဒီလိုထိန်းချုပ်တာပညာရှိတွေအကုန်လုံးနော်
ဒီလောကကိုထိန်ချုပ်တာဖရာသခင်ဖြစ်တယ်ဒါကြောင့်မလို့ဒါကတော့ခရိယန်တွေနဲ့လွဲလို့တခြားလူတွေကတိမှာမဟုတ်ဘူးကျွန်တော်ပြောတာခရိယန်တွေအတွက်ပဲကျွန်တော်ပြောတာဖြစ်တယ်နော်ဒါခဏလောက်ဒါခဏလောက်ဒီဟာကိုများများ share ပေးကြပါနော်များများ share ပေးကြပါဒါအရေးကြီးတဲ့ကိစ္စကိုကျွန်တော်ပြောတာဖြစ်တယ်ဆိုတော့ဖယားသခင်ဟာဒီလူမျိုးတွေကိုဘယ်လောက်ထိကောင်းကြီးပေးတယ်လဲဆိုတာကိုကျွန်တော် prophet အနေနဲ့ကျွန်တော်ဒီနေ့ပြောမှာဖြစ်တယ်ဒါတော့ဟာနေကဘာဖြစ်တယ်ညာဖြစ်တယ်ဘာရညာရလာမလုံးနဲ့နော်ဆိုတော့အားတို့တွေအမှန်တမ်းပြောတာနားထောင်ခြင်းထောင်မထောင်ခြင်းနေအဲ့ဒါတော့နေ့အပိုင်းပဲဆိုတော့ဟေရှာယအခန်းကြီး55နော်ဟေရှာယအခန်းကြီး55မှာဖယားသခင်ကဒီလူမျိုးတွေအတွက်ပြောတယ်နံပါတ်1ဆာလံအခန်းကြီး61ထဲမှာပြောတာဖြစ်တယ်နော်ဒါကိုကျွန်တော်အနေငယ်ပဲကျွန်တော်ဗာလဲဒီအနေငယ်အတွက်ပဲဖတ်မှာဖြစ်တယ်ဆိုတော့ဒါတော့ဘာလဲဆိုလို့ရှိရင်နော်ဒီမှာဇုံမီဖြစ်ပါတယ်နော်ဇုံမီအာလန်ကျွန်တော်ရှိမှရောက်လာပြီဆိုတော့ဒီဟာဘာလဲဆိုလို့ရှိရင်တိဒင်လူမျိုးထဲမှာဇုံမီတွေဟာခင်ဗျားတို့ကောင်းကောင်းမှတ်ထားချင်းလူမျိုးတွေထဲမှာအမျိုးလိုက်ဘာလိုက်ညာလိုက်အမျိုးမျိုးအများကြီးရှိတယ်ဒါတွေကဘယ်လိုပြောမလဲခရိယန်နေပဲခရိယန်ပဲအချင်းတောင်မှမတူဘူးဆိုတော့အခုတိဒင်ဇုံမီတွေကိုကျွန်တော်ပြောတာနော်တိဒင်ဇုံမီတွေကအစာရှောင်းနဲ့ဖယားတခင်ရှိမှဆူတောင်းနဲ့အစာရှောင်းနဲ့ဆူတောင်းနဲ့အစာရှောင်းနဲ့ဆူတောင်းနဲ့နော်ဘယ်လောက်ထိအစာရှောင်းဆူတောင်းတယ်လဲဆိုရင်ဖယားတခင်ကသူတို့ရဲ့သားသမီးဆွေစဉ်မျိုးဆက်တွေကိုနော်အများကြီးဘင်ဇမင်အမျိုးတွေကဲ့သို့သူတို့ကိုပွားများစေတယ်ဒါကျွန်တော်တို့ဝိညာဉ်နဲ့မြင်တာဖြစ်တယ်ဆိုတော့နံပါတ်2ချက်မှာဗာလဲဆိုလို့အယမ်းမဲ့အစာငတ်ပြီးဖယားသခင်ကိုတော်တော်လေးအစာငတ်ပြီးတော့မှအယမ်းမဲ့သူတို့ဆူတောင်းတာဖြစ်တယ်ဆိုတော့ဒီအရာကနှုတ်ကပတ်တော်ကဟေရှာယ55အပိုင်းညာဟေရှာယ55နော်ပြီးတော့ဆာလံ61အကုန်လုံးဖယားသခင်ကသူတို့ကိုနော်ကောင်းကြီးပေးမှာဖြစ်တယ်ဒီမှာကြည့်ဇက်အာရီနော်အာလန်ဒီမှာဇက်အာရီအာလန်နော်ဆိုတော့ဒီမှာဒီဟာကိုခြုံပြီးတော့မှကျွန်တော်တို့နော်ဒီမှာဒီလိုဒါဖယားသခင်ကောင်းကြီးပေးတဲ့ကျွန်တော်တို့ချင်းလူမျိုးတွေထဲမှာ ZRA တိဒင်လူမျိုးဖယားသခင်ကသူတို့ကိုကောင်းကြီးပေးတာဖြစ်တယ်ကျွန်တော်တို့ချင်းလူမျိုးတွေထဲမှာနံပါတ်1ဦးဆုံးတမန်ကျမ်းစာရောက်လာတယ်နှုတ်ကပတ်တော်ကိုဝန်ခံတယ်ပြီးတော့တမန်ကျမ်းစာကိုရှေ့ဦးစွာကင်ပြီးတော့မှနှုတ်ကပတ်တော်ကိုဝန်ခံပြီးတော့မှဖယားသခင်ကိုဆွဲမြဲဆွဲကင်တဲ့နံပါတ်1မရာလူမျိုးတွေဖြစ်တယ်ချင်းပြည်နယ်မှာအခုကမရာလူမျိုးတွေတောင်မှကြော်ပြီးတော့မှဖယားသခင်ရဲ့နှလုံးသားကိုလှုပ်ခါပြီးတော့မှဘယ်လိုပြောမလဲရောက်တဲ့နေရာတိုင်းမှာကောင်းကြီးခံစားနေကြတဲ့တိဒင်ဇုံမီတွေ ZRA တွေအားလုံးကိုနော်ကျွန်တော်ဆူတောင်းမယ်နော်အခုမှကျွန်တော်ဆူတောင်းမယ်နော်ကျွန်တော်တို့ဆူတောင်းမယ်နော်ဖယားသခင်ရှိမှကျွန်တော်တို့ဆူတောင်းမယ်ဒါအားလုံးနော်ကျွန်တော်တို့ဆူတောင်းမယ်အသက်ရှင်တော်မူသောထာဝရဘုရားအာဗြဟံဘုရားဣဇက်ဘုရားယာကုပ်ဘုရားသခင်
ကဘာနဲ့စကြဝဠာတစ်ခုလုံးကိုပိုင်တာပြီးကိုရောဖယားကိုယုံကြည်အားကိုးတဲ့သားသမီးတွေရဲ့လူမျိုးတွေပေါ်မှာကောင်းချီးပေးတော်မူသောထာဝရဖယားကိုရောကိုယေရှုတင်တယ်တိတိမဇုံမီနဲ့ဇက်အာအေတို့လက်နက်ကင်နဲ့ဖွဲ့စည်းတွေအားလုံးပေါ်မှာကိုရောဖယားတခင်ရဲ့တိုက်ရှင်သောဝိညာဉ်တော်ဟာဒါဝိဒ်နဲ့အတူရှိတဲ့ကဲ့သို့သူတို့ကိုကောင်းချီးပေးပွားများစေတော်မူပါရန်သူတွေကိုခြေအောက်မှာထားလျက်အောင်မြင်ရသောအခွင့်နဲ့တိုက်ရှင်သောဝိညာဉ်တော်အဖြစ်ကောင်းချီးပေးပါတယ်ယေရှုနာမ၌ကောင်းချီးပေးပါတယ်အာမင်နော်တိတိလူမျိုးတွေပေါ်မှာဇုံမီတွေပေါ်မှာဇက်အာတွေပေါ်မှာနော်ဖယားတခင်ရဲ့တိုက်ရှင်သောဝိညာဉ်တော်ဟာနော်သူတို့ကိုကောင်းချီးပေးမှာဖြစ်တယ်ဒါဆိုတော့ CNF တို့နော်ဘာတော့ညာတော့တွားပြီးတွားမတိုင်းနဲ့တွားပြီးဖိန်မရနဲ့ဇက်အာအေကိုတွားပြီးတွားမတိုင်းနဲ့ခမရတို့ပဲအလောင်းနဲ့ပြန်လာမှာနော်တွားမလုံးနဲ့နင်တို့တွေကလူကိုဓမြတိုက်လူတွေကိုမရင်းချစ်မဟုတ်ကလှုပ်ပြီးတော့မှနင်တို့နဲ့ဖျားတူပါမရှိဘူးစစ်အာဏာရှင်ကိုတွားတိုက်ရင်လည်းနင်တို့ပဲရှုံးမှာနော်အခုနေမှာ CNF ဖျားတခင်အတူပါမရှိဘူးခဒါရခဏထားဆိုတော့အဲ့ဒီကျွန်တော်အချိန်မရှိဘူးเนาะအလုံးလုံးတဲ့အတွက်ကြောင့်အချိန်မရှိဘူးကျမ်းစာကိုကျွန်တော်ဖတ်မယ်ဟေရှာယ55ကိုကျွန်တော်ပြီးအောင်ဖတ်မယ်ပြီးမှဆာလံကျမ်းကိုကျွန်တော်ဖတ်မယ်เนาะဘယ်နှမိနစ်ကြာမလဲတော့ကျွန်တော်မသိဘူးကဲကျွန်တော်ဖတ်မယ်1 2 3အိုရေငတ်တော်သူအပေါင်းတို့ရေရှိရတော့လာကြလောငွေမရှိတော်သူတို့လာကြဝယ်၍စားတော့ကြလောငွေမပါပဲအဖိုးကိုမပေးပဲလာ၍စပြည့်ရည်နဲ့နှုတ်ကိုဝယ်ကြလောအစာမဟုတ်သောအရာအဖို့တင်တို့အဖို့ကို၎င်းအမွတ်မပြေနိုင်သောအရာအဖို့တင်တို့ဥစ္စာကို၎င်းအဘယ်ကြောင့်ကုန်စေတနည်းငါစကားကိုစစ်စစ်နားထောင်လျက်ကောင်းသောအစာကိုစားကြလောတင်တို့၏စိတ်ဝိညာဉ်သည်ချိုသောအရာတို့၌မိမိတို့မွေ့လော်စေလိမ့်မည်နူးညံ့သောနားနှင့်ငါထံသို့လာကြလောနားထောင်ကြလောတို့ပြုလင်တင်တို့၏ဝိညာဉ်သည်အသက်ရှင်လိမ့်မည်ငါသည်လဲတင်တို့နှင့်ထာဝရပရိညင်ပြု၍ဒါဝိဒ်၌မြင့်မြတ်သောကျေးဇူးတော်ကိုတင်တို့အားပေးမည်ကြည်ရှုလောသူတို့ဥစ္စာဥပဇေစီယာဖြစ်စေခြင်းငါစီရင်အုပ်ဆိုးသောအရှင်ဖြစ်စေခြင်းငါ၎င်းလူမျိုးတို့အားငါပေးပြီကြည်ရှုလောတင်းဒီမတိဘူးသောလူမျိုးကိုခေါ်လိမ့်မည်နော်ဒီဟာဇက်ဇုံမီတွေကဖယားကိုအယားမဲ့ဆွဲကင်တဲ့ခါမှာဩစတြေးလျနော်ဝေးကနေဒါ US တို့နေရအနှံ့မှသူတို့ရောက်သွားရင်လဲသိရမလားသူတို့ကပညာရှိတဲ့အများကြီးပေါက်ဖွားမယ်လူတော်လူကောင်းတွေအများကြီးပေါက်ဖွားမယ်ပြီးတော့ဘယ်လိုပြောမလဲလူတွေကမတိနိုင်တဲ့နော်ပညာတွေမှာသူတို့ကိုဖျားသခင်ကထည့်ပေးထားတယ်နော်ချင်းလူမျိုးတွေထဲကနဲ့နော်ပညာရှိတွေအများကြီးဇုံမီတွေထဲကနဲ့ပေါက်ဖွားမယ်ဒါဖျားသခင်ကသူတို့ကိုကောင်းချီးပေးတာဖြစ်တယ်ဟေရှာယ55နော်ဘာညာလာမလုံးနဲ့ကဲထပ်ဖတ်မယ်ကြည်ရှုလောတင်းဒီမတိဘူးသောလူမျိုးကိုခေါ်ကြလိမ့်မည်တင်းကိုမတိဘူးသောလူမျိုးတို့သည်လဲတင်းဤဖျားသခင်ထာဝရဖျားဤတီလာအမျိုးဤတိုက်ရှင်သောဖျားကြောင့်တင်းထံသို့ပြေးလာကြလိမ့်မည်ထိုဖျားသည်တင်းဤဘုံကိုပွင့်စေတော်မူမည်တဲ့ဖျားကသူတို့ကိုကောင်းချီးပေးမယ်လူတွေမတိနိုင်သောပညာကိုဖျားတကယ်ထည့်ပေးတဲ့ခါမှာအင်္ဂလိပ်အဖြူအမဲချင်းနေရာမှာစသူတို့ကိုနော်အယမ်းမဲဟိုရင်ပါလဲအော်ဆိုအဖြစ်ဘာလဲဖူးမြော်လာမယ်ဘာဖြစ်လို့လဲဆိုဖျားကသူတို့ရဲ့ဘုံကိုပွင့်စေတာဖြစ်တယ်နော်ကောင်းနားထောင်နားထောင်ဒါဟာဒီအာလန်ကိုဘာဖြစ်လို့ကျွန်တော်ကင်ပြီးတော့မှကျွန်တော်ဆူတောင်းတယ်လဲဘာဖြစ်လို့ဒီအာလန်ကိုကင်ပြီးတော့မှဒီလိုပြောတယ်လဲဆိုလို့ရှိရင်ဖယားသခင်ကျွန်တော်ဆူတောင်းတဲ့ချိန်မှာဒီကိစ္စနဲ့ဖွင့်ပြပြီးသားเนาะကျွန်တော်ရှင်းလင်းမြင်ပြီးသားเนาะဆိုတော့တွေးနိုင်သည့်ကာလထာဝရဖယားကိုရှာကြလောနီးတော်မူသည့်ကာလတွင်ဆူတောင်းပတ္ထနာပြုကြလော
ဆိုးတော်သူသည်မိမိလက်ကိုမတရားတော်သူသည်မိမိအကြံစီကိုစွန့်ပယ်၍ထာဝရဘုရားထံတော်သို့ပြောင်းလဲပါစေတိုးပြုလင်တနာတော်မူလိမ့်မည်ငါတို့ဘုရားသခင်ထံတော်သို့ပြောင်းလဲပါစေတိုးပြုလင်အထူးသဖြင့်အပြစ်ကိုလွှတ်တော်မူမည်ထာဝရဘုရားမိန့်တော်မူသည်ကငါ၏အကြံစီသည်တင်တို့၏အကြံစီနှင့်မတူငါ၏အကျင့်သည်လည်းတင်တို့၏အကျင့်နှင့်မတူမိုးကောင်းကင်သည်မြေကြီးထက်တာ၍မြင့်တကဲ့သို့ငါ၏အကျင့်သည်လည်းတင်တို့၏အကျင့်ထက်ငါ၏အကြံစီသည်လည်းတင်တို့၏အကြံစီထက်တာ၍မြင့်၏မိုးရေနှင့်မိုးပွင့်တို့သည်မိုးကောင်းကင်မှဆင်းသက်၍နောက်တစ်ဖန်မပြန်မြေသည်မျိုးစစ်ကျဲသောသူကိုမျိုးစစ်ကို၎င်းအစာစားသောသူဟာအစာကို၎င်းပေးမည်အကြောင်းမြေကိုဆိုစေသဖြင့်အပင်ပေါက်စေ၍အသီးကိုတီးစေတကဲ့သို့ထိုတူငါ၏နှုတ်ကပတ်တော်စကားသည်ဖြစ်လိမ့်မည်အကျိုးမရှိဘဲငါထံသို့မပြန်ရငါ၏အလိုကိုပြည့်စုံစေမည်ငါစီခမ်းသောအမှု၌အောင်လိမ့်မည်ငါပြောမယ်ဒီမှာနားထောင်ဖယားသခင်ကဒီဇုံမီးတွေကိုနော်ဖယားသခင်ကိုချစ်တဲ့နေရာမှာယူမူနဲ့တကယ့်ကိုဖယားသခင်ကိုသူတို့ကဆွဲကင်တဲ့ခါမှာသူတို့ရဲ့ဆွေရှင်မျိုးဆက်သားသမီးတွေကိုကောင်းချီးပေးတာတချို့လူတွေကဒီဇုံမီးတွေကဘာဖြစ်တယ်ညာဖြစ်တယ်လာမလုံးနဲ့သူတို့ရဲ့နောက်ွယ်မှာဘသူရှိလဲဆိုတာတေချာကြည့်အခုဣတီယေလကိုဟာမတွေကနော်ဒီအီရန်တွေကအမျိုးမျိုးသူတို့တွေကပိုးခတ်တဲ့ IS တွေကပိုးခတ်တဲ့တိလေးလူမျိုးတိဘာမဟုတ်ဘူးလို့သူတို့ကထင်တယ်နောက်ွယ်မှာဘသူရှိလဲဆိုတော့သူတို့မမြင်နိုင်ဘူးဒီဟာအခုလက်ရှိဒီနေ့ကနစားပြီးဇုံမီတွေဟာနော်ဒီဩစတြီးယားနော်ဝေးကနေဒါနေရာအနှံ့မှာဖျားသခင်ကသူတို့ကိုမဆာကောင်းကြီးပေးမှာသူတို့သားသမီးတွေဟာအများကြီးသူတို့ကောင်းကြီးခံစားလာမှာဖြစ်တယ်နော်ဒါဒီဟာဖျားသခင်ရဲ့ prophet ဖျားသခင်ရဲ့နှုတ်ကပတ်တော် prophet ဆိုတာဖျားသခင်နဲ့အဆက်ရှိတဲ့လူဖျားသခင်နဲ့ကျွမ်းဝင်တဲ့လူတွေမှာဖျားသခင်ကသူတို့ကိုစကားပြောတာဖြစ်တယ်ဘာရေဗရင်ရဲ့ဒေါက်တာရဲ့လာမလုံးနဲ့ရေဗရင်နဲ့ဒေါက်တာတွေဘွဲတွေအများကြီးယူထားပြီးဖျားသခင်နဲ့အချိတ်ဆက်မရှိတာတွေဒါတွေငီးဝိစရာဟောမကောင်းဘူးနော်ဆိုတော့ကဲဒါကျွန်တော်ဘယ်ရောက်သွားပြီလဲမသိတော့ကဲထပ်ဖက်မှနော်တင်တို့ဒီဝမ်းမြောက်သောစိတ်နဲ့ထွက်၍ချမ်းသာစွာပို့ခြင်းကိုခံရလိမ့်မည်နော်တောင်ကြီးတောင်ငယ်တို့သည်လည်းတင်တို့ရှေ့မှာတခြင်းဆူတန်နဲ့ကြွေးကြော်၍တောင်ရှိသမျှသောအပင်တို့သည်လက်ခုပ်တီးကြလိမ့်မည်တောင်ဆိုတာဘာကိုပြောတာလဲအင်အားကြီးတဲ့အခုဇုံမီးထက်အင်အားကြီးတဲ့လူမျိုးတွေငါတို့လူမျိုးမှလူမျိုးกว่าဆိုပြီးတော့မှလူမျိုးအင်အားကြီးတဲ့လူမျိုးတွေထက်နော်ဒီအင်အားကြီးတဲ့တခြားဖျားသခင်ကိုဂယုမဆိုင်ပြီးဖျားသခင်ကိုဂယုမဆိုင်ပဲမိမိစိတ်နဲ့နော်မိမိပညာငွေရေးကြီးကိုအားကိုးတဲ့တချို့ပညာရှိလက်ဓာတ်တွေကအဲ့ဒီဇုံမီးတွေကိုသူတို့မြင်တိုးတက်အောင်မြင်တာကိုမြင်တဲ့အခါမှာဝိုင်းပြီးလက်ခုပ်တီးပေးကြမယ်ဆိုတာကိုဒီမှာနှုတ်ကပတ်တော်ကဖော်ပြထားတာဖြစ်တယ်ဒါကိုကောင်းကောင်းဆင်ခြင်ကြပါအမျိုးမျိုးသောစူးပင်အရာ၌ထင်းရှူးပင်သူမိုးရတူးပင်တို့သည်ပေါက်ကြလိမ့်မည်ထိုအမှုသည်ထာဝရဘုရားရှေ့တော်၌အောက်မေ့ဖို့ရာမပြောက်မပြတ်သောထာဝရဘုရားထာဝရဘုရားအတရေတက်တည်ဖြစ်လိမ့်မည်ထာဝရဘုရားတက်တည်ဖြစ်လိမ့်မည်တဲ့ကဲဒီမှာဘုရားသခင်ကအခုဒီနေ့ကျွန်တော်ပြောတာနော်မှတ်ထားနေ့ရက်တွေလဲကောင်းကောင်းမှတ်ထားဒီဘုရားသခင်ကဒီဇုံမီးတွေကိုကောင်းချီးပေးမဆလာတဲ့ခါမှာနေရအနက်အခုကြည့်ငယ်ငယ်လေးအခုမနေ့ကသူတို့အိမ်တချို့အိမ်တွေကျွန်တော်သွားတာသူတို့သားသမီးတွေ9နှစ်ပဲရှိသေးတယ်ဒရမ်တီတာအယမ်းကျွမ်းကျင်တယ်ဒါလည်းပညာပဲနော်ဆိုတော့မျိုးစစ်ပိုင်းပညာရည်ချင်းပိုင်းဆိုင်ရာနော်တဲ့အစိုးရကဏ္ဍတီးမှာဖျားသခင်ကသူတို့ကိုတာ၍မဆလာမှာဖြစ်တယ်ဖျားသခင်ကဒီဇုံမီလူမျိုးနွယ်စုတွေပေါ်မှာပေးတဲ့ကောင်းကြီးမင်္ဂလာဗိတ်သိက်ဟာလူတကာကမြင်တဲ့ခါမှာနော်
ဝိုင်းပြီးတော့မှလက်ခုပ်တီးကြမှာဖြစ်တယ်ဟေရှာယထဲမှာ55မှာအကုန်လုံးပြောထားပြီးပြီဒါစေခေါက်တော့လာဖက်လိုက်နော်ဆိုတော့ဆာလံ61နော်ဆာလံ61ကိုကျွန်တော်ထပ်ဖတ်မှာဖြစ်တယ်အမြင့်ဆုံးသောထာဝရဘုရား၌ဌာနတော်၌နေရာချတော်သူသည်အနန္တတကုရှင်အရေးကိုခိုရလိမ့်မည်ထာဝရဘုရားသည်ငါခွန်လွန်ရာငါ၏ရက်တိုက်ငါကိုးစားသောဘုရားသခင်ဖြစ်တော်မူသည်ဟုငါပြောဆို၏အကယ်စစ်မုံဆိုး၏ကြိုးကွင်းနဲ့၎င်းတေတက်သောအနာနဲ့တင့်ကိုကင်းလွတ်စေတော်မူမည်အတောင်တော်အဖုံးနဲ့အတောင်တော်အမွေးနဲ့ဖုံးအောင်တော်မူ၍အတောင်တော်အောက်၌တင်းသည်လုံခြုံစွာနေရလိမ့်မည်တစ္ဆာတော်သည်တင်းဒိုင်းလွှတ်ဖြစ်လိမ့်မည်ညအခါဖြစ်တတ်သောဘေးကို၎င်းနေ့အချိန်၌ပြည့်သောမြားကို၎င်းမှောင်မိုက်၌လဲတက်သောကာလနာကို၎င်းမွန်းတဲ့အချိန်၌ပြည့်စည်တတ်သောဥပံကို၎င်းတင်းသည်မကြောက်ရတင်းအနားမှာလူတစ်ထောင်တင်းလက်ရဖက်မှာလူတစ်တောင်းလဲတော်လဲတင့်ကိုမထိခိုက်ရတင်းဒီကိုမျက်စိနဲ့ကြည့်ရှု၍မတရားသောသူတို့ကိုရောက်ရသောအပြစ်ကိုမြင်ယုံများသာရှိလိမ့်မည်ထာဝရဘုရားသည်ငါခွန်လွန်ရာဖြစ်တော်မူသည်ဟုတင်းဒီဆို၍အမျက်ဆုံးသောဘုရား၌နေရာချသောကြောင့်တင်း၌မကောင်းသောနှိဋ္ဌာယုတ်မကတ်မရောက်ရကျွန်တော်ပြောမယ်ဖယားသခင်ကိုယုံကြည်အားကိုးဆွဲလန်းတဲ့ခါမှာသူတို့ဘေးနားမှာလူတွေဘလောက်ပဲတီဘလောက်ပဲပြည့်စည်ကာလနာဘလောက်ပဲရောက်ဒီလူတွေဖယားဘယ်တော့မှအဲ့ဒီဘေးဆိုးတွေကဘယ်တော့မှသူတို့ကိုမထိခိုက်နိုင်ဘူးဒါဖယားစကားနော်ဖယားစကားဆိုတော့ဒီဆာလံ61နဲ့ဟေရှာယ55ကိုဒီမှာဒီဇုံမီရှင်းလူမျိုးတွေထဲမှာဇုံမီတွေကိုဖျားသခင်ကဆက်လက်ပြီးသူတို့ရဲ့မျိုးနွယ်စုနော်နေရာအနှံ့ရှိတဲ့နေရာရောက်တဲ့နေရာတိုင်းမှာဖျားချင်သူတို့ကိုကောင်းချီးပေးမှာဖြစ်တယ်ကျွန်တော်ထပ်ပြောမယ်လက်နက်ကင်နေ CNF ပြဿနာရှာတဲ့ CNF တွေဇုံမီတွေကိုဖင်ရပြီးသွားမလို့နဲ့ကျွန်တော်ပြောမယ်နံပါတ်1 CNDF CNO ကိုလည်းဖင်ရပြီးတော့မသွားမလုံးနဲ့ခမရဟာခမရကောင်းကောင်းနေမနေရင်တော့နော်အဲ့လိုမျိုးဖင်ရပြီးသွားမလုံးနဲ့ခမရပဲနာမှာဖြစ်တယ်ကျွန်တော်ပြောချင်တာကအခုနေမှာနှုတ်ကပတ်တော်တမန်တရားနဲ့တီဆောက်ထားတဲ့ ZRA တတ်မတော်ဟာဘယ်ကောင်မဲလာတိုက်ခိုက်ဘယ်လူမျိုးဘယ်ကောင်မဲဘလို့ဖြစ်တဲ့ဟိုလိုဖြစ်တဲ့အမျိုးမျိုးပြောနေပါစေဖယားတခင်ဟာသူတို့နဲ့တူပါရှိတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ဟာဇုံမီတော့မဟုတ်ဘူးဒါပေမဲ့ဖယားကိုယုံကြည်တဲ့လူဖြစ်တဲ့အတွက်ကြောင့်ဖယားနဲ့အတူသွားတဲ့လူတွေမှန်သမျှကိုကျွန်တော်လက်ခံတယ်သူတို့နဲ့ယက်တည်တယ်ဒါဖယားတခင်နှစ်သက်တဲ့လမ်းစဉ်ပဲပြည်သူလူထုတွေမမဲအကောင်းဆုံးယက်တည်တဲ့လူမျိုးတွေဖြစ်တယ်ဆိုတော့နောက်ဆုံးနော်ကျွန်တော်အာဗြဟံကောင်းကြီးဣဆာကောင်းကြီးယာကုပ်ကောင်းကြီးဟာနော်သူတို့လူမျိုးနွယ်တွေစုတွေပေါ်မှာတယောက်တာဖြစ်တယ်ဂျေဇုတင်တယ်ဒီမှာနော်သူတို့ရဲ့အာလံကိုကျွန်တော်ကောင်းမွန်စွာဖြစ်နော်မှားထားတာဖြစ်တယ်ဒါဟာကျွန်တော်တင်ထားမယ်နော်ဒီဟာကျွန်တော်ဆူတောင်းတဲ့ချိန်အာလံကိုဘေးနားမှာချိတ်ပြီးတော့မှကျွန်တော်အပေါ်ထက်ကျွန်တော်ဆူတောင်းတဲ့ချိန်မှာဘေးနားမှာချိတ်ပြီးတော့မှကျွန်တော်ပုံမှန်ဆူတောင်းတာဖြစ်တယ်နော်ဆိုတော့ကျွန်တော်တို့ဒီဟာကိုနော်လိုက်လဲနဲ့ကျူးဆာနဲ့နော်ကျွန်တော်စီကိုရောက်အောင်လာပို့ပေးတဲ့နော်ကျွန်တော်ရဲ့အကိုကြီးမိုးဆက်ပေါကိုလည်းအယမ်းမဲ့ကျေးဇူးတင်တယ်နော်မိုးဆက်ပေါကစေတနာရှိနဲ့ကောင်းမွန်ရှာပြီးတော့မှလာပို့ပေးတာဖြစ်တယ်နော်ဒီမှာဖယားသခင်ရဲ့နော်ကောင်းကြီးပေးတဲ့လူမျိုးတွေရဲ့အာလံဖြစ်တယ်ဣတိယေလအာလံရှိသေးတယ်နော်နောက်ပြီးရင်နော်လာမယ်ဖ
ဖះကိုအားကိုယုံကြည်တဲ့နှစ်တဲ့ဖះအလူကြနှုတ်ကပတ်တော်အတိုင်းနော်တွားတဲ့လူမျိုးတွေကတော့ဘယ်တော့မှဖះသခင်ကနော်သူတို့ကိုနောက်ဖြန်ထားမှာမဟုတ်ဘူးဆိုတာမှတ်ထားပါအခုကျွန်တော်နိုင်ငံကြီးကြောင်းပြောနေတာမဟုတ်ဘူးနော်နှုတ်ကပတ်တော်ကြောင်းဖះသခင်ဖော်ပြတဲ့အကြောင်းကိုကျွန်တော်ပြောတာဖြစ်တယ်အားလုံးကိုကျေးဇူးတင်ပါတယ် Okay thank you နောက်မှကျွန်တော်တို့ပြန်တွေ့မယ်နော်ဆိုတော့ကျွန်တော်တို့တွေနောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကပျော်ပျော်ရွှင်ရွှင်ဘယ်သူမှဆိုပျော်ပျော်ရွှင်ရွှင်နေကြပါဖះကိုအားကိုးပါပြီးရင်ဖះသခင်ရှိမှဆုတောင်းကြပါမမှန်ကန်တဲ့အရာတွေကိုမမှန်ကန်ဘူးလို့ပြက်ပြက်သားသားပြောပါဟိုဇဝေဇဝါလိုမနေပါနဲ့အပြက်လက်အပြက်လော်လော်နော်ရက်တီကြပါဆိုတော့လုံရမဲ့အလုပ်တွေကိုဒီဇိုင်းမဲ့လုပ်ကြပါဖះကိုအားကိုးကြပါကျွန်တော်ဒီ US နိုင်ငံမှာနေတဲ့ခါကျတော့ဒီ US နိုင်ငံမှာဖះကိုမယုံကြည်ဘဲနဲ့ပေါက်ကရအလုံးတာကောင်းပါတယ်ဖះကိုပထမနေရာမှာမထားဘဲနဲ့ဒေါ်လာတွေကြီးပဲဥထိတ်ထားပြီးတော့မှနင်းကရှာနေမယ်ဆိုလို့ရှိရင်တော့ဒီမိသားစုဟာ2နှစ်3နှစ်တောတွင်းမှာနော်ပြိုလဲနိုင်တယ်ဆိုတော့ဝိညာဉ်ရေးရာဇာတိရေးရာကိုခန္ဓာပန်းဆိုင်ရာဆိုတော့ဖះသခင်ကိုဘာမဆိုကျေးဇူးတော်ချီးမွမ်းပါယုံကြည်ပါနေ့ရက်စဉ်တိုင်းဖះသခင်ကိုအားကိုးပါလူကိုခန္ဓာထဲမှာကြောက်ကတ်တစ်ခုဟာဒေါ်လာနဲ့1000နဲ့မှ2000ရှိတယ်တင်းရဲ့အသက်တွေအသေးတွေကလီစာတွေကြောက်ကတ်တွေနားတွေမှာစဖះသခင်ကတင်းကိုကောင်းကြီးပေးမဆကောင်းကြီးပေးပြီးတော့မှမနဲ့နိုးထနိုင်ရတော့အခွင့်ညအိတ်နိုင်ရတော့အခွင့်ကိုပေးတဲ့ပုံမှာနေ့ရက်စဉ်တိုင်းဖះနဲ့တူပါတွားပါဒါဖះသခင်နှစ်သက်ဆုံးသောအရာဖြစ်တယ်နောက်ထပ်အနေနဲ့ကျွန်တော်ပြောချင်တာကဒီကနေ့မဝါကြွားပါနဲ့မလိမ်ပါနဲ့မခိုးပါနဲ့မတရားပဲသူများရဲ့ပစ္စည်းတွေကိုမတတ်မှတ်ပါနဲ့နော်ပြီးတော့နောက်ဆုံးအနေနဲ့ထပ်ပြောချင်တာကမိန်းမရပြီးသားလူတွေ US နိုင်ငံမှာငါပြောတာနော် US နိုင်ငံမှာမိန်းမရပြီးသားဖခင်တွေသူများမိန်းမတွေကိုမမက်မောပါနဲ့နော်မလို့ပါနဲ့သူများသားမယားတွေကိုမမက်မောပါနဲ့နော်ဟိုဘာလဲညင်ညူးတဲ့စိတ်ဓာတ်တွေမဝင်ပါနဲ့ကိုမိသားစုကိုတေချာချစ်ကိုမိသားစုကိုတေချာကြည့်ရှုကိုမိသားစုကိုတေချာလေးဖရားတရားနဲ့နှုတ်ကပတ်တော်နဲ့တေချာလေးဥဆောင်ပြီးတွားပါနံပါတ်2ယောက်ျားရှိပြီးသားမိန်းမတွေလဲနော်ဖရားကိုယုံကြည်ပါကိုယောက်ျားကိုနော်လေးစားပါကိုယောက်ျားကိုလေးစားပါဖရားကိုအားကိုးပါနော်ဒီဇိုင်းမဲ့နဲ့နေပါအလုပ်တွေထဲမှာနှာဘူးတွေမထနဲ့ယောက်ျားတခြားယောက်ျားတွေ့တစ်မျိုးဟိုယောက်ျားတွေ့တစ်မျိုးနှာဘူးမထနဲ့ကိုပေးထားတဲ့ င်ထောင်မိသားစုဖရားသခင်ရဲ့ပေးထားတဲ့မိသားစုလေးကိုဒီဇိုင်းမဲ့နဲ့ကောင်းလေးနဲ့ရှိတဲ့ဟာလေးနဲ့နော်ဖရားသခင်ကိုကျေးဇူးတော်ချီးမွမ်းပြီးတော့မှဘာလဲညင်ညွန့်လေးနဲ့ပျော်ပျော်ဆွန်လေးနဲ့အသက်ရှင်ကြပါနော်ဒီနေ့မှာမိန်းမယောက်ျားတွေအင်ထောင်ကြပြီးသားလူတွေနော်မိန်းမပဲဖြစ်ဖြစ်ယောက်ျားပဲဖြစ်ဖြစ်တချို့လူတွေနှာဘူးထတဲ့လူတွေဖောက်ပြန်တဲ့လူတွေများတယ်ဒါဘာကြောင့်လဲဆိုရင်တော့ဘော်ဒကဲမဖြစ်တဲ့တင်းအုပ်စီယာတွေပါစတာတွေအပြင်ပန်းတရန်တိုးရီခြုံနဲ့ရင်ပါလဲတောခွေးတွေများတယ်ဒါကြောင့်မို့လို့နှုတ်ကပတ်တော်ကိုနှုတ်ကပတ်တော်တိုင်းခမည်းရဲ့လက်ထဲမှာရှိတယ်ဖယားသခင်ဟာအီမန်နွယ်တင်တဲ့အတူပါရှိတာဖြစ်တယ်ဖယားသခင်ရဲ့နေရဲ့စင်တန်းသွားပါဒါဟာအရေးကြီးတယ်လူတွေထောက်ခံမခံအားပေးမပေးချီးမွမ်းတာမချီးမွမ်းတာအရေးမကြီးဘူးဖယားသခင်နဲ့တူပါသွားပါနော်ဖယားသခင်နဲ့အတူပါသွားပြီးတော့မှမှန်ကန်တဲ့လူတွေနော်ဖယားသခင်ကိုချစ်တဲ့လူတွေမှန်တယ်မြဖယားသခင်ကကောင်းကြီးပေးမှာဖြစ်တယ်ဒါဟာနှုတ်ကပတ်တော်မှာရှိပြီးသားဒီချိန်ဒီနေ့ထိလက်တွေ့ခံစားနေရတာနော်ဟုတ်တယ်အရန်ပျော်စရာကောင်းတယ်ကျွန်တော်တို့တွေကဒီမှာကြည့်ပြောစရာရှိတာပြောတယ်ဘယ်ကောင်းဘယ်ဝါမှကျွန်တော်မကြောက်ဘူးကိုလုပ်ငန်းနဲ့ကို ACC လုပ်တယ်ဟောစရာရှိရင်ဟောပလိုက်တယ်နော်ပြောစရာရှိရင်ကျွန်တော်ပြောတယ်ဖယားသခင်ကျွန်တော်တို့နဲ့တူပါရှိတယ်
ဒီကိစ္စနဲ့ဘယ်ကောင်ဘယ်ဟွာမှမျက်နှာမလိုက်ဘူးဘယ်ဒေါက်တာမှမျက်နှာမလိုက်ဘူးနော်ဆိုတော့ဘာပဲဖြစ်ဖြစ်တချို့လူတွေကဒီကနည်းနည်းဘာညာကွီကွာပြောနေရင်လည်းဘာဘလို့ပဲပြောဘလို့ပဲသူတို့ကျွန်တော်တို့ကိုတိုက်ခိုက်ကိစ္စမရှိဘူးเนาะအခုကျွန်တော်ဒီနေ့မနေ့မှာပြောတဲ့ထဲမှာနိုင်ငံကြီးအကြောင်းမဟုတ်ဘူးနှုတ်ကပတ်တော်အကြောင်းဖြစ်တဲ့ဖရာသခင်ကကောင်းကြီးပေးတဲ့လူမျိုးတိတိဇုံမီတွေအတွက်ကိုကျွန်တော်ပြောတာဖြစ်တယ်ဆိုတော့ခရိယန်တွေအတွက်ပဲဖြစ်တယ်နောက်ထပ်နိုင်ငံကြီးအကြောင်းတွေပြောမယ်ဆိုလို့ရှိရင်မြန်မာပြည်သားတစ်ခုလုံးလူစုပြီးတော့မှကျွန်တော်ပြောရမယ့်ချိန်ရောက်လာပါလိမ့်မယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဘိုင်